လူငယ်လေးတယောက်ဟာသူ့ရဲ့အိမ်မွေးမြွေလေးတစ်ကောင်ကအိမ်ငှားမင်းကလေးနှစ်ယောက်ရဲ့အခန်းထဲကိုဝင်သွားတာမြင်လိုက်ရတော့ပြပြတလဲနဲ့အခန်းထဲဝင်ဖမ်းတာပေါ့ဒါပေမဲ့ငွေကိုမတွေ့သေးခင်မှာပဲအခန်းရှင်မင်းကလေးတွေကပြန်ရောက်လာရောမင်းကလေးခန်းထဲယောက်ျားတစ်ယောက်ကိုတွေ့ရင်အထင်လွဲခံရမှာဆိုလို့ကတင်အောက်ထဲအမြန်တိုးဝင်ပြီးပုံနေလိုက်ရတာပေါ့ကံကောင်းစွာနဲ့မင်းကလေးတွေကခဏနေတော့အပြင်ပြန်ထွက်သွားကြတယ်ဒါပေမဲ့သူကတင်အောက်ကထွက်မဲ့အလုံးမှာပဲတခိုးတစ်ယောက်ခန်းထဲကိုဝင်လာပြန်ရောဒါတွေမကသေးဘူးအပြင်ကနေလူတစ်ယောက်လာတဲ့အတန်ကြာတော့အဲ့ဒီတခိုးကလည်းပြပြတလဲနဲ့ကတင်အောက်ကိုပဲတိုးဝင်လာခဲ့တာပေါ့အဲ့ဒီမှာတင်ငွေပိုင်ရှင်လေးနဲ့တခိုးကြီးကတင်အောက်မှာတက်တိုးကြတာပေါ့ငွေပိုင်ရှင်ကတခိုးကိုဖမ်းဖို့လုပ်တော့တခိုးကငါ့ကိုဖမ်းရင်မင်းမအတူတူဖမ်းခံရမှာနော်လို့ချင်းချောက်တာနဲ့နှစ်ယောက်သားကတင်အောက်မှာငြိမ်နေလိုက်ကြရတဲ့ခက်တာကအခန်းကားတဲ့မိန်းကလေးတွေကပြန်ဝင်လာပြီးစကားတွေဖောက်ဖွက်နေတော့တာ၄နာရီတောင်ကြာသွားပါတယ်ကတင်အောက်ကလူနှစ်ယောက်မှာတော့ငိုက်တဲ့သူကငိုက်ဗိုက်စားတဲ့သူကစားပေါ့အဲ့ဒီကြားတဲ့မိန်းကလေးတွေကတချင်းနမဲပေးတန်းကစားနေကြတာကိုကတင်အောက်ကနေနားထောင်ပြီးသူတို့နှစ်ယောက်လောင်းကြီးထက်ကြသေးတယ်ရှုံးတဲ့သူကနဖူးတောက်ခံကြည့်ပေါ့ငွေပိုင်ရှင်လေးကနိုင်ပေမဲ့တခိုးရဲ့နဖူးကိုအသားလေးပဲတို့ပေးလိုက်တယ်အဲ့ဒီခိုက်တန်လေးကသူတို့နှစ်ယောက်ကြားမှာထူးဆန်းတဲ့တန်ရောစင်တစ်ခုစတင်သွားစေခဲ့တာပေါ့မနဲ့လင်းတော့နှစ်ယောက်သားပိုက်တွေအရန်စားနေပြီအဲ့ဒီအချိန်မှာတခိုးကသူ့အိတ်ကက်ထဲကချောကလက်ကိုထုတ်ပြီးငွေပိုင်ရှင်လေးကိုမျှကျွေးတယ်ငွေပိုင်ရှင်ကတော့ဒါကျွေးလို့မင်းကိုလွတ်ပေးမယ်မထင်တဲ့ဦးလို့အတီပေါက်ပြောနေသေးပေမဲ့စိတ်ထဲမှာတော့ရင်းနှီးသွားရှာပါပြီအခြေအနေကဘလောက်တောင်ရဲရလဲဆိုရင်ငွေပိုင်ရှင်လေးစီးအရန်သွားကျင်လာတော့တခိုးကမင်းကလေးတွေအာယုံလွဲအောင်မိချင်းနဲ့ပြစ်ပေါက်ပြီးပလင်းခွန်တစ်လုံးတောင်ရှာပေးလိုက်သေးတယ်ခဏနေတော့အဲ့ဒီငွေစုပ်လေးကတင်အောက်ကိုပြန်ရောက်လာပါတယ်ငွေပိုင်ရှင်လေးကိုကိုက်မဲ့အလုံးမှာတခိုးကသူ့ကိုယ်နဲ့ကပေးလိုက်ပြီးကိုက်ခံလိုက်တယ်အဲ့ဒီမှာပဲဒုံကနေအတန်ကြောင့်လူမိပြီးရဲတွေရောက်လာကတခိုးကိုဖမ်းခေါ်သွားကြတော့တာပေါ့ငွေပိုင်ရှင်လေးကတခိုးကိုဘာလို့ကျွန်တော်ကိုကောက်ွယ်ပေးခဲ့တာလဲလို့မေးလိုက်ပါတယ်တခိုးကပြုံးပြီးတော့မင်းကနဖူးကိုအသားလေးတို့ပေးလိုက်ကြတဲ့ကမင်းကိုငါညီလေးလို့တတ်မှတ်လိုက်လို့ပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာလက်တန်းချင်းချိတ်ပြီးနောက်တစ်ချိန်မှာညီကိုအရင်တွေလို့အတူတူရှိကြဖို့ကတိပြုလိုက်ကြပါတော့တယ်ကျွန်တော်ရဲ့အကောင့်လေးကိုလည်းအပေါင်းလေးနှိပ်ပြီး follow လေးလုပ်ထားကြပါအောင်ခင်ဗျာ